သူများတွေအနေနဲ့ဒီ event ကြီးမှာ diamond တွေပေါက်နေကြတဲ့ချိန်မှာကိုတွေကြတော့ဘာလို့မို့ diamond မပေါက်တာလဲဆိုတော့အတူတူဖြေရှားကြည့်အောင်ဗျဒါအပြင်ကျွန်တော်မဲပေါက်ထားတဲ့လူတွေကိုလည်းအကူအညီတောင်းထားပြီးတော့မေးထားတယ်ပေါ့နော်အဲ့ဒီမေးထားတဲ့ reset တွေနဲ့အတူကျွန်တော်ဒီဗီဒီယိုလေးမှာဘယ်လိုဖောက်အောင်မလဲဆိုတော့ပြောပြသွားပေးမယ်ဗျဒီ diamond 1000ကိုပေါက်ထားတဲ့လူကကျွန်တော်ကိုလာကြွားနေရင်းနဲ့ပေါ့နော်ဘာသာတို့ starlight တကယ်ပေးပေးပါဆိုပြီးတော့ starlight တကယ်ကျွန်တော်စီလဲရောက်ရှိလာပါတယ်ဗျโอเคအဲ့ဒီလူစီကနေလဲကျွန်တော်ဘလို့မဲဖောက်ရလဲဆိုတော့တခါတည်းမေးထားတယ်ပေါ့နော်โอเคသူ့စီကရထားတဲ့အကြံဉာဏ်နဲ့ကျွန်တော်တို့တွေဖောက်ကြည့်ရအောင်ဗျအဲ့ဘဲနဲ့ကျွန်တော်နဲ့က in-game follow က9ရက်မပြည့်သေးတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကလည်းသူ့ကိုပေါ့နော်ဘလို့ starlight ကမပေးလို့ရှိရင်ဘလို့လုပ်မလဲဆိုပြီးကျွန်တော်မေးဖို့မလိုက်တဲ့ခါမှာသူ့အနေနဲ့ပေါ့နော်ကျွန်တော်ကို KB 1000လွှဲပေးထားတယ်ပေါ့နော်ဒီ starlight ကကိုကျွန်တော်ကိုပေးပြီးပြီဆိုမှအဲ့ KB 1000ကိုသူ့ကိုပြန်လွှဲပါဆိုပြီးတော့ကျွန်တော်တို့ယုံကြည်မှုတည်ဆောက်ထားတယ်ပေါ့နော်โอเค तू က starlight တကယ်ပြီးတော့ကျွန်တော်ကလည်းပေးရတော့မှာပေါ့ဗျသူက starlight တကယ်ရကျွန်တော်ကတကယ်ရ weekly bet 3bet ရ giveaway ဖောက်ပေးမယ်ဗျ။ Okay ဘလို့ပါဝင်ကန်ဆန်းရမလဲဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်မှာပေါ့နော် brother တို့ရဲ့ game ID server ID ကိုမှန်းခဲ့လို့ရပါတယ်။ Okay giveaway လေးပါဝင်ကန်ဆန်းပြီဆိုတော့ကျွန်တော်တို့80လိုက်ရအောင်။အားလုံးပဲမင်္ဂလာပါဗျ။ကျွန်တော်ကတော့ဇော်ကြီး game ရပါ။အဲ့ဒီဘဲစီကနေကျွန်တော်မေးထားတဲ့အချက်လက်ရကျွန်တော်တို့တွေ All Star Event ကိုဖောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာရှိတဲ့အမင်ကတ်ကလေးတွေပေါ့နော်အမင်ကလေး1000ရှိဖို့လိုအပ်လိမ့်မယ်ဗျ။ Okay အဲ့ဒီအမင်ကလေး1000နဲ့ကျွန်တော်တို့တွေကဒီ lucky spin event မှာအရင်ဆုံးသုံးပေးရမယ်ပေါ့နော်။သုံးပြီးလို့ရှိရင်ကျွန်တော်ရဲ့သူကနီလန်းတိုင်းမှာသူကလောက်ခဲ့တယ်ဗျ။ဘာနီလန်းနဲ့သူညနေ6နာရီလောက်မှသူဖောက်တယ်ပေါ့နော်။အဲ့ဒီချိန်မှာသူပေါက်သွားတယ်လို့ပြောတယ်ဗျ။ညနေ6နာရီဖောက်တာကျွန်တော်နီလန်းလို့ဘာကြောင့်ပြောရလဲဆိုကျွန်တော်ရှေ့မှာလဲပေါ့နော်ဘလို့ event မဲ့ဖောက်ဗျကျွန်တော်အမြဲတမ်းလက်သုံးစကားကညနေ6နာရီစာပါပြောင်းတဲ့အချိန်ပေါ့နော်နေ့လယ်2နာရီခွဲရလဲစာပါပြောင်းနေဒါပေမဲ့ညနေ6နာရီမှာစာပါတစ်ချိန်ထပ်ပြောင်းနေပေါ့နော်โอเคညနေ6နာရီစာပါပြောင်းတဲ့အချိန်မှာဖောက်တာပိုးပြီးတော့ကောင်းတယ်ဆိုပြီးကျွန်တော်ပြောခဲ့ဘူးတဲ့အဲ့ဒါတွေ तू ကမှတ်မိနေတယ်ပေါ့နော်ဆိုအဲ့ဒီတော့ဖောက်မဲ့ဒီလန်ကကျွန်တော်တို့မှာရှိတဲ့အမင်ကတ်1000ကို lucky spin event မှာအရင်ဆုံးသုံးပေးရမယ်သုံးပြီးပြီဆိုလို့ရှိရင်ညနေ6နာရီမှပေါ့နော်ဒီ all star event မှာဖောက်ပေးရမယ်ဗျတခုကောင်းလာရှိရဒါကကျွန်တော်တခြား event တွေလို့မဟုတ်ဘဲနဲ့ပတ်စံတွေလည်းထည့်ကြမလို့ဘူး diamond တွေလည်းထည့်ကြမလို့ဘူးဗျကျွန်တော်တို့တွေ game ဆော့ပြီးလက်ကားရတဲ့ coin တွေနဲ့ဖောက်အောင်မှာဆိုတော့ဘလို့နေနေဘာသာတို့ကဖောက်မှာပဲဗျဖောက်မှာအတူတူတော့ဒီနီလန်းလေးဆန်းပြီးတော့ဖောက်တာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ဗျ maybe တချို့တွေကတော့ပြောကြလိမ့်မယ်ပေါ့နော်သူ diamond 1000ပေါက်ထားတဲ့အဲ့ဒီဘဲက photoshop ကြီးနဲ့လာပြတယ်ပါ냐ဆိုသူတကယ်လို့ photoshop နဲ့လာပြတယ်ဆိုရင်တောင်မှ starlight တကက်ကို brother တို့ giveaway ပေးပြီးဘူးဆိုပြီးကျွန်တော်ကိုလာပြီးမှာတော့မဟုတ်ဘူးဗျ starlight ကတော့မရောက်သေးဘူးပေါ့နော်ကျွန်တော်ဒီဒါပေမဲ့သူ့ကျက်နေပတ်စံ1000တော့ကျွန်တော်ယူထားတယ်ပေါ့နော်ယုံကြည်မှုလေးတိဆောက်ထားတယ်ဗျအဲ့ဒီနီလန်းလေးနဲ့ဘာပဲဖြစ်ဖြစ်သူ့အတူတကယ်ပဲပေါက်ချင်းပဲပေါ့နော်ဘာသာအနေနဲ့အဓိက starlight ကက်တွေပါ냐 ကေဝေးတွေရသွားလိမ့်မယ်ပေါ့ဗျာကျွန်တော်တို့အခုလို game ဆော့ပြီးတော့ log ကေးရမယ်ပေါ့နော် log ကေးပြီးလို့ရှိရင်ကန်ဆန်းကွက်တစ်ချိန်ရတယ်ဗျာ okay နေ့စဉ်ကန်ဆန်းပဲပေါ့အဲ့ဒီကန်ဆန်းကွက်တစ်ချိန်က diamond 9လုံးမှပါတယ်ဗျာအများကြီးမပါဘူးပေါ့နော်ဒါပေမဲ့ draw view ပဲပေါ့နော်ကျွန်တော်တို့တွေမဲလဲလို့ရတဲ့အထဲမှာမှ diamond 1000လဲပါတယ် diamond 30လဲပါတယ် diamond 5လုံးလဲပါတယ်ပေါ့နော်အဲ့ဒီထဲမှာ diamond တွေအများကြီးပေးတယ်ဗျဒီရှေ့ဆုံး3ခုပေါ့နော်ရှေ့ဆုံး3ခုကရွှေအစ်စ်တွေပဲဖြစ်တယ်ဗျပထမဆုံးတစ်ခုကကျတော့ကျွန်တော်ရွှေဆွဲပြားပုံစံမျိုးပေါ့နော်ရွှေဆွဲပြားလေးအဲ့ဒါကကျတော့ကျွန်တော်လက်ပတ်ထင်တယ်ဗျလက်ပတ်ကိုဒီတကယ်ရွှေအစ်စ်ကြီးပေါ့နော်ဒီရွှေတုံးကြီးထည့်ပေးထားတယ်ကျန်တဲ့နှစ်ခုကလည်းရွှေတော့ပါလိမ့်မယ်နဲလိမ့်မယ်ပေါ့နော်ဒီ event နာမည်တီးတဲ့ treasure လားကျွန်တော်ဖက်တော့မဖက်တတ်တော့ဘူးပေါ့နော် treasure ဆိုတော့ရန်နာဆိုတော့သိကြပြီရှိရတီးတယ်ဆိုတာဘာမှတော့မသိဘူးပေါ့နော်သူဘာကိုပြောချင်တာလဲမသိဘူးမို့တော့ဟုတ်ကဲ့ကျွန်တော်ဒီ event ကြီးမှာကြည်ရင်းနဲ့ပေါ့နော်ဒီယူဆောင်ရဲ့ all star စက်ကင်ရဖို့တော်တော်ကြီးခင်းလိမ့်မယ်ဗျဟုတ်တယ်အားလုံးနဲ့သိပြီးသားဖြစ်တယ်ဒီကတော်တော်လေးခင်းလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မှာရန်ကန်ကောင်းတာလေးက9လပိုင်း15ရက်နေ့မေလ15ရက်နေ့မှာကျွန်တော်တို့တွေငါးဖမ်းပွဲတော်ကြီးရောက်ရှိလာမှာဖြစ်တယ်ဗျโอเค mini game ပေါ့နော်အဲ့ဒီငါးဖမ်းတဲ့ game မှာလည်းကျွန်တော်တို့တွေတီးတဲ့ treasure ဆိုတဲ့ event မှာပေါ့နော်မဲလဲလို့ရမဲ့ coin လေးတွေ token လေးတွေရအောင်မှာပဲဖြစ်တယ်ဗျဒါအပြင်ကျွန်တော်တို့တွေကြားထဲမှာတခြားကြားပေါက် event တွေကလည်းအများကြီးလာအောင်မှာပေါ့နော်အဲ့ဒီ token လေးတွေရဖို့အတွက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေထင်းထရတယ်ပို့ပြီးတော့လွယ်ကူးသွားလိမ့်မယ်ဗျဒီအတိုင်းပေါ့နော်တီးတဲ့ treasure ဆိုတဲ့ event မှာရိုးအတိုင်းပဲ game လေးဆော့ပြီးတော့မဲလေးပဲလှည့်မယ်ဆိုရင်တော့ပြေးဖို့အတွက်ကတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဒါမျိုး mini game လေးတွေတခြားကြားပေါက် event လေးတွေမှာရလာတဲ့ coin လေးတွေနဲ့ဆိုလို့ရှိရင်ယူဆောင်ရင် all star skin ရ ACC လဲလို့ရမှာပဲဖြစ်တယ်ဗျနောက်ဆုံးအနေနဲ့ပေါ့နော် brother တို့အနေနဲ့ giveaway မကန်ဆန်းရသေးဘူးဆိုရင်တခါတည်းကန်ဆန်းလိုက်တော့ဗျokay brother တို့ဒီဗီဒီယိုရဲ့အောက်မှာ brother တို့ရဲ့ game ID server ID ကိုပဲမှန်းလိုက်ရင်အဆင်ပြေပြီပေါ့နော်ဘယ်ချိန်မှာ giveaway ဖောက်ပေးမလဲဆိုလို့ရှိရင်ဒီနေ့ကတနင်္လာနေ့ဖြစ်တယ်ပေါ့နော်โอเคတောက်ကြနေကြရင်မဲဖောက်ပေးမယ်ဗျ
giveaway စပင်ပေါ့နော်မဲလဲတဲ့စပင်ဗီဒီယိုကိုလည်းကျွန်တော်ဒီ Telegram channel မှာပဲ giveaway ဝင်တာကိုတခါတည်းကြီးညာသွားပြီးမယ်ပေါ့နော်အဲ့ဒီဗီဒီယိုနဲ့အတူ okay တကယ်လို့မ join ရတူဆိုရင်လည်း join လို့ရတယ်ဗျဒါကျွန်တော်ရဲ့ official Telegram channel လေးဖြစ်တယ်ဗျ channel အတူကြီးလည်းအများကြီးရှိတာမို့ဘာတောင်းနေလဲတတိထားပေါ့နော်ကျွန်တော်ကတော့လုံးဝဂိမ်းကောက်ရောင်းဝယ်မလုပ်ပါဘူးဗျ channel အတူတွေကတော့အဲ့လိုဂိမ်းကောက်ရောင်းဝယ်လုပ်ပြီးတော့လိမ့်စားနေကြတယ်ပေါ့နော် okay giveaway လည်းကန်ဆန်းပြီးဆိုတော့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ